Mandi Maritama Dwali Achanodi Tara Payai Juma Pibai Guru Isaga Adai Janonai Pibazido who win Campima Gangin the Madi Maritama Dwali Pachado Nogabado a yao dang at the ban, Yavikin Country Pibazi. Amen. Christmas Kalama, General Nimakam Pijare, Piajare, Chansu Jare, Tatamiri Nimakam Pijare, Mibari Nimakam Pijare, Sata Pimbo, Naishi de, a Miu General, John Twain Yabare. Ero Erichema, General Christmas, Nepat the day, the Yari the Nale General, Amiaji, General Mapio Pikebu, Dinile and Nenge. Christmas ne patte de te yari na ne patte biro ma ane ye thasen biro ma chano pyo chen ma di de Christmas ga chano atu ma kong di bu no so ro chano Myanmar pi bet ma so yin chano ngye ro nga bo Christmas so yin 2 ရက် 3 ရက်လောက်တာတွေလည်းရှိတယ်တချို့ရွာတွေမှာဆိုရင်ဟိုဘက်အတင်းတော်ကဝတ်တက်တယ်ဆိုရင်ဒီဘက်ကတော့ဟိုဘက်ကတစ်ကောင်ဆိုဒီဘက်နှစ်ကောင်တို့အဲ့လိုမျိုးဟိုဘက်ကနွားတစ်ကောင်ဆိုရင်ဒီဘက်ကနွားနှစ်ကောင်တို့အဲ့လိုမျိုးအပြိုင်ဆိုင်တက်ပြီးတော့မှခရစ်စမတ်ကို3-4 ရက်လောက်တဲ့သူတွေလည်းရှိကြတယ်လေနော်ကျွန်တော်တို့ကတော့အဲ့လိုတော့မရှိဘူးတိုးတော်လည်းပဲဒီကနေ့ခရစ်စမတ်ရဲ့အဓိကရည်ရွယ်ချက်ကိုကျွန်တော်နားလည်တဲ့အခါမှာအဲ့လိုပြိုင်ဆိုင်မှုတွေမရှိတော့ဘူးနော်ခရစ်စမတ်ရဲ့အဓိကရည်ရွယ်ချက်ကိုကျွန်တော်တို့ကဟိုတချို့သောသူတွေနားမလည်တဲ့အခါမှာပြိုင်ဆိုင်ချင်းတစ်ခုလိုလိုပွဲလမ်းတပင်တစ်ခုလိုလိုအဲ့လိုမျိုးတွေကျွန်တော်တို့အသုံးပြုတတ်တာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီကနေ့ဆိုခရစ်စမတ်ဆိုတာကဘုရားသခင်ရဲ့နှဆိုင်တဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့ပြန်ပြီးတော့မှတတိယမဲ့နေ့ဖြစ်တယ်ဘုရားကလူစားတိခံယူတဲ့နေ့အကြောင်းအရင်းကတော့သူကကျွန်တော်တို့จิตသားတွေအားလုံးကိုကယ်တင်ဖို့ရန်အတွက်ရည်ရွယ်ပြီးတော့မှမွေးဖွားလာတဲ့နေ့ဆိုပြီးတော့ကျွန်တော်သတ်မှတ်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကအကြီးဆိုတော့ချီးမွမ်းရမယ့်အချိန်ဖြစ်တယ်ဝမ်းမြောက်ရမယ့်အချိန်ဖြစ်တယ်ကျွန်တော်တို့ဘာဖြစ်လို့ကြီးဆိုတော့ချီးမွမ်းပြီးဝမ်းမြောက်ရမလဲဆိုတော့ဒီယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အဖြစ်ဒီအားလုံးကိုကယ်တင်ဖို့သူ့ရဲ့အသွေးနဲ့ကျွန်တော်တို့မှာစွန့်ထင်းနေတဲ့အဖြစ်ဒီအားလုံးကိုစီးကြောဖို့ရန်အတွက်တန့်စင်းစေဖို့ရန်အတွက်မွေးဖွားလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုဘုရားသခင်ကကျွန်တော်တို့ဖြစ်ဒီအားလုံးကိုခွင့်လွှတ်နိုင်ဖို့ရန်အတွက်ခရစ်တော်မွေးဖွားခြင်းဖြစ်တယ်ဘုရားသခင်လူစားတိခံယူခြင်းဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာကတုံ့ပြန်တာဖြစ်ပါတယ်အခုဆီယမိုဆက်မမီတလောက်ပေါ့ဆီယမိုဆက်အနေနဲ့ခရစ်စမတ်ကိုဘယ်နှကြိမ်မမီတလောက်ပေါ့နော်ဟိုပေါ့တနေ့ကျွန်တော်တနေ့အရွယ်ကလေးကဆိုတာတော့မဖြစ်နိုင်ဘူးလေတနေ့တော့ကျွန်တော်ဘယ်သူမှမမီကြဘူးဟုတ်လားဆိုတော့ဘယ်နှစ်လောက်မမီလဲခရစ်စမတ်ကိုကြော်ဖြတ်ခဲ့တာပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့အတင်းတော်မှာဘယ်နှစ်လောက်ရှိမလဲ16နှစ်ပတ်ဝန်းကျင်လောက်ရှိโอเคဦးအဲလီယောဘယ်နှစ်လောက်ခရစ်စမတ်ကိုဟိုဘုရားကျောင်းမှာဖြစ်ပျော်ပျော်ရွှင်ရွှင်နဲ့ပတ်ဝန်းဖြစ်ခဲ့လဲ20လောက်ရှိပြီနော်โอเคဟုတ်ပြီကျေးဇူးတင်နေယုံကြည်သူတွေကများတော့အဖြစ်ဘုရားကျောင်းမှာတရားဒေသနာနဲ့အတင်းသားတွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့စားတော့ကြမယ်ဝတ်ပြုကြမယ်ခရစ်စမတ်နေ့မှာအဲ့လိုမျိုးဆိုရင်တော့ပြောရရင်တော့ဟိုကိုမမှတ်မိတာပါပေါင်းမယ်ဆိုရင်ကိုတစ်နှစ်ပေါ့လေကိုရဲ့တစ်သက်စာပေါ့ကျွန်တော်တို့ခရစ်စမတ်ကိုပါဝင်ကြဒါပေမဲ့ကိုမှတ်မိတာဆိုရင်တော့နည်းနည်းတော့နေတာပေါ့အဲ့တော့နည်းနည်းပူနေတာပါလဲဆိုတော့ယုံကြည်သူဖြစ်ပြီးမှဆိုတဲ့ဥစ္စာနည်းနည်းပူပြီးတော့နေလာတချို့တော့ယုံကြည်သူမဖြစ်ခင်ကတည်းကခရစ်စမတ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ကြတယ်ပေါ့နော်ဒါပေမဲ့ခရစ်စမတ်အတိတ်တွေကိုဟိုနားမလဲရင်ဟိုအရန်ကိုနှမျိုးဖို့ကောင်းပါတယ်နေ့တိုင်းခရစ်စမတ်ကျွန်တော်တို့ကြုံရတယ်အငင်းဝေးကြပြီလားတချို့ကြီးမငင်းဝေးပါဘူးနော်မငင်းဝေးပါဘူးโอเคခရစ်စမတ်လာပြန်ပြီလက်ဆောင်ပေးရအောင်မယ်လို့တကယ်ချင်းတွေလဲဟိုမှာ9ယောက်10ယောက်လောက်ရှိတယ်ဆိုတော့2ယောက်လောက်ပဲပေးလို့မကောင်းဘူးလေပေါ့အဲ့လိုနဲ့တချို့ကခရစ်စမတ်ကို
တိတ်ပြီးတော့မမျောလင့်ရဲကြဘူးတချို့ကတာသမီများတဲ့သူတွေတချို့ကြပြန်တော့လေတာသမီတွေများတော့အင်ဂျီအသက်လေးတွေသူတို့လူချင်းတဲ့ဟာလေးတွေလက်ဆောင်ပေးရမယ်ပေါ့နော်အဲ့လိုနဲ့ဟိုခရစ်စမတ်ကိုသူတို့ကနည်းနည်းကြောက်ကြတယ်တကယ်တော့ခရစ်စမတ်ဆိုတာကကျွန်တော်တို့လက်ဆောင်ပေးရတာလေမှန်ပါတယ်ကောင်းတယ်လीနော်ကောင်းတယ်ဘာလို့ဆိုတော့ဖခင်ကကျွန်တော်တို့အတွက်လူသားတွေအားလုံးတို့လက်ဆောင်ပေးတဲ့နေ့ပဲလေဆိုတော့အရေးကြီးပါတယ်ကျွန်တော်တို့ကလည်းအဲ့ဒါကိုတတိယပြီးတော့မှကျွန်တော်တို့ ਨੇ မထိုက်တာနဲ့လက်ဆောင်ကိုဖခင်ကတောင်းပေးတာကျွန်တော်တို့ကလည်းဖခင်ကိုဘာပြန်ပေးမလဲဒါမှမဟုတ်ရင်ကိုမိသားစုကိုချီရတော့သူတွေဒီအကူမောင်နှမတွေကိုဘာလက်ဆောင်ပေးရမလဲအဲ့လိုစဉ်းစားတာမမှားပါဘူးเนาะမမှားဘူးကျွန်တော်တို့အဲ့တော့ခရစ်စမတ်ကကျွန်တော်တို့ဒီနှစ်ကနေစပြီးတော့မှကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာဘယ်လိုမျိုးနည်းလဲဆိုတာကိုပြန်ပြီးတော့မှဒီနှစ်ကနေစပြီးတော့မှနောက်နှစ်တွေမှာလည်းပြန်ပြီးတော့တတိယဖို့ရအောင်ကျွန်တော်ပြောချင်တာရှိပါတယ်ခရစ်စမတ်ကဘယ်သူနဲ့ဆိုင်တယ်လဲပေါ့ခရစ်စမတ်ကဘယ်သူနဲ့ဆိုင်လဲဆိုတော့ဟိုလူမျိုးတိုင်းနဲ့လည်းဆိုင်တယ်လူမျိုးတိုင်းလူမျိုးတကာတွေလေလူမျိုးတိုင်းနဲ့ဆိုင်တယ်အဲ့လိုပြောတဲ့အခါမှာချင်းတွေနဲ့လည်းဆိုင်တယ်ကရင်တွေနဲ့လည်းဆိုင်တယ်လူမျိုးတိုင်းနဲ့ဆိုင်တယ်ကယားနဲ့လည်းဆိုင်တယ်ရှမ်းနဲ့လည်းဆိုင်အားလုံးနဲ့ဆိုင်တဲ့ခရစ်စမတ်နေ့ဖြစ်တယ်ပြီးတော့မှဘာသာတိုင်းနဲ့လည်းဆိုင်တယ်ခရိယန်ဘာသာတစ်ခုတည်းအတွက်မဟုတ်ဘူးဘာသာတိုင်းနဲ့လည်းဆိုင်အဲ့လိုပြောတဲ့အခါမှာခရစ်စမတ်ဆိုတာကကျွန်တော်တို့လူသားတိုင်းနဲ့ဆိုင်တဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီခရစ်စမတ်နေ့ကဖခင်ကကျွန်တော်တို့ကိုလက်ဆောင်ပေးတဲ့အခါမှာဟိုလူကိုသူကရွေးပြီးပေးတာမဟုတ်ဘူးဒီလူဆိုပြီးတော့မှရွေးပြီးပေးတာမဟုတ်ဘဲနဲ့လူတိုင်းကိုအခမဲ့ပေးတဲ့လက်ဆောင်ဖြစ်တယ်။လူတိုင်းကိုပေးတာဖြစ်တယ်။အဲ့တော့ကြောင့်လူတိုင်းနဲ့ဆိုင်တဲ့ပေးတဲ့သူကတော့ပေးပြီးလက်ခံတဲ့သူကလက်ခံဖို့ပဲရည်ကြီးတယ်တချို့ကတော့ခရစ်စမတ်ကငါနဲ့မဆိုင်ပါဘူးလို့သူပြောတယ်ဆိုရင်ပေးတဲ့သူကပေးပေမဲ့သူကလက်မခံတာဘူးအဲ့ဒါကြောင့်လူတိုင်းနဲ့ဆိုင်တဲ့လက်ဆောင်ဖြစ်တယ်လူတိုင်းနဲ့ဆိုင်တဲ့ဖခင်ရဲ့ချစ်ချင်းဖြစ်တယ်လူတိုင်းနဲ့ဆိုင်တဲ့ခရစ်စမတ်နေ့ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့တွေကအားလုံးကလက်ခံဖို့ပဲအရေးကြီးတယ်ခရစ်စမတ်ဆိုတာကကျွန်တော်တို့မဲရန်လုပ်လက်ရှိတာကပါလေ decoration လေးလှပပလေးကျွန်တော်တို့လုပ်ကြတယ်ဒါဒီအားလုံးကဒီဟာရှိလို့ခရစ်စမတ်ဖြစ်တာမဟုတ်ဘဲနဲ့ခရစ်စမတ်ဖြစ်တဲ့အတွက်ကြောင့်ဒါတွေလောက်အချင်းဖြစ်တယ်အဲ့ဒီတိုင်းပဲအစားတော့ခရစ်စမတ်အစားတော့လည်းအဲ့ဒီတိုင်းပဲခရစ်စမတ်အစားတော့ဆိုပြီးတော့မှယူလာလို့ခရစ်စမတ်ဖြစ်တာမဟုတ်ဘဲနဲ့ခရစ်စမတ်ဖြစ်လို့အစားတော့လည်းကျွန်တော်တို့လှုပ်ဆောင်အချင်းဖြစ်တယ်ဓာတ်ပုံလေးလည်းရိုက်ကြတယ်ဒါတွေလည်းခရစ်စမတ်နေ့မျိုးရိုက်ကြတာဓာတ်ပုံရိုက်လို့ခရစ်စမတ်ဖြစ်တာမဟုတ်ဘူးเนาะအဲ့တော့ခရစ်စမတ်ကလူတိုင်းနဲ့ပတ်သက်တဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာတဲ့ယောမဩဝါဒစာကျွန်တော်တို့ကြည့်တဲ့အခါမှာယောမဩဝါဒစာထဲမှာကယ်တင်ခြင်းအကြောင်းကောင်းရှင်းပြပါတယ်။လူတိုင်းမှာအပြစ်ရှိတယ်။အပြစ်အခါတည်ခြင်းဖြစ်တယ်။ဆိုပြီးတော့မှကျွန်တော်တို့တွေ့တယ်။လူတိုင်းကဘုရားသခင်ရဲ့ standard အဖြစ်ဘုရားသခင်ကြည့်တဲ့အခါမှာလူတိုင်းကဘုရားသခင်ထံမရောက်နိုင်ဘူးကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အပြစ်သားတွေဖြစ်တဲ့အတွက်ဘုရားရဲ့ခွင့်လွှတ်ခြင်းနဲ့ထိတ်တာနဲ့တူတကယ်တော့တရားမှမရှိကြဘူးတရားမှမရှိကြဘူးပေါလုကဆိုရင်သူဘုရားအမှုကိုဆောင်နေတမန်တော်ယာထူးကိုခရစ်တော်ပေးတဲ့အခါမှာသူဘယ်လောက်ထိမထိတ်တန်တယ်လဲဆိုတာသူကသူသိတယ်ဒီနေ့ကျွန်တော်လည်းပြန်စဉ်းစားတယ်ဒီကနေ့ဒီဗိမာန်တော်မှာမတ်တရက်ပြီးတော့မှတရားဒီနာဟောဖို့လူတွေအတွက်ဆူတောင်းပေးဖို့ကောင်းချီးပေးဖို့ဘုရားကိုအစီခံဖို့ဒီလိုအမှုတော်ဆောင်ဖို့ကျွန်တော်ထိတ်တန်သလားဆိုတော့ကျွန်တော်ကမထိတ်တန်တဲ့သူဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကမထိတ်တန်သောသူတွေအားလုံးအတွက်ဖြစ်တယ်ဖခင်ရဲ့လက်ဆောင်ခရစ်စမတ်နေ့မှာဖခင်ပေးတဲ့လက်ဆောင်ယေရှုခရစ်တော်
ကယ်တင်ရှင်အီမာနွေလစသဖြင့်ကျွန်တော်တို့ပေးတဲ့နာမည်တွေအများကြီးရှိပါတယ်ဒီခရစ်တော်ကိုကျွန်တော်တို့ပေးတဲ့ဥစ္စာဟာဆိုရင်ဘယ်သူနဲ့မှမထိုက်တန်ပေမဲ့ဖခင်ကကျွန်တော်တို့ကိုအခမဲ့ပေးတာဖြစ်တယ်အဲ့ဒါလောက်တောင်ချစ်တဲ့အတွက်ကြောင့်ရှင်ယောဟန်အခန်းကြီး3အငယ်16ထဲမှာဘယ်လိုပြောလဲဘုရားသခင်ကတဲ့လောကီသားတွေကျွန်တော်တို့လူတွေအားလုံးကိုချစ်လွန်းတဲ့အတွက်ကြောင့်သူ့မှာရှိတဲ့တပါးတီတော်သားကိုစီလွတ်တယ်ဒီလောကကိုစီလွတ်တယ်အဲ့ဒီစီလွတ်တဲ့နေ့ကခရစ်စမတ်နေ့ပဲကျွန်တော်တို့ခရစ်စမတ်နေ့ပဲဖြစ်တယ်အဲ့ဒီခရစ်တော်ကဖျားဖြစ်လျက်နဲ့လူစားတိခံယူပြီးတော့မှကျွန်တော်တို့ကယ်တင်ဖို့ရန်အတွက်မွေးဖွားလာတဲ့နေ့ဖြစ်တယ်။ဘာဖြစ်လို့အဲ့ဒါလိုလုပ်တယ်လဲဆိုတော့ကိုလိုသဲအခန်းကြီးအငယ်14ထဲမှာဆိုရင်ကျွန်တော်တို့ရဲ့အပြစ်အကျွေးတွေကျွန်တော်တို့မှာအကျွေးရှိတယ်အပြစ်ကျွေးပေါ့ကျွန်တော်တို့မဆက်နိုင်တော့တဲ့အကျွေးပေါ့နေတိုင်းစပ်ဖို့ဘယ်လိုပဲကျူစားမဆက်နိုင်တော့တဲ့အပြစ်မဆက်နိုင်တော့တဲ့အကျွေးအဲ့ဒါဒီအားလုံးအပြစ်အကျွေးအားလုံးကိုခဲဖြတ်နေတယ်လို့ဖြတ်ပေးဖို့ရန်အတွက်နော်ဖယားသခင်ကသူ့သားကိုဆေလွတ်တာဖြစ်တယ်အဲ့ဒီဆေလွတ်တဲ့နေ့ဟာကျွန်တော်တို့အတွက်အင်မတန်မှမင်္ဂလာရှိတဲ့ခရစ်စမတ်နေ့ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာကပြောတယ်ဒါပေမဲ့အဲ့ဒီလက်ဆောင်ကိုကျွန်တော်တို့လက်ခံလိုက်ပြီဆိုတာနဲ့အဲ့ဒီလက်ဆောင်ဆိုတာခရစ်တော်ကိုပေါ့ကျွန်တော်တို့လက်ခံလိုက်ပြီဆိုတာနဲ့ပြီးသွားသလားတချို့ကဘုရားသခင်ခွင့်လွှတ်ခြင်းလက်ဆောင်ကိုနော်လက်ခံလိုက်ပြီဆိုတာနဲ့အရာရာအားလုံးအစဉ်ပြေသွားလိမ့်မယ်ဆိုပြီးတော့မှထင်ကြတယ်ဒါပေမဲ့ဒီလောကကြီးကအဲ့လိုမျိုးဘုရားသခင်ကစီမံထားတာမဟုတ်ဘူးကျွန်တော်လူတွေရဲ့အသက်တာလဲဘုရားသခင်ကအဲ့လိုမျိုးအမဲရန်အစဉ်ပြေနေဖို့ပြင်ဆင်ထားပြီးတာမဟုတ်လူအသက်တာကအစဉ်မပြေမှုတွေတခါတလေကျငူကျွေးမှုတွေတခါတလေကျရင်တော့စိတ်မကောင်းဖြစ်မှုတွေစသဖြင့်ပေါ့ကျွန်တော်ကြုံတွေ့ရတာဖြစ်တယ်အကုန်လုံးချောမောနေဖို့ရန်အတွက်ဒီလူအသက်တာကိုဘုရားသခင်ကပြင်ဆင်ထားပြီးတာတော့မဟုတ်ဘူးနေတဲ့အမြဲတမ်းအစဉ်ပြေလုံးနေဆိုရင်ကျွန်တော်အသက်တာမှာအရင်ကိုအစဉ်ပြေလုံးနေနေတဲ့အစဉ်ပြေလုံးနေပူပန်စရာလည်းမရှိဘူးပိတ်စာစရာလည်းမရှိဘူးငတ်စရာလည်းမရှိဘူးပေါ့အဲ့လိုအစဉ်ပြေလုံးနေတယ်ဆိုရင်တော့ကိုဟာကိုပြန်ပြီးတော့မှကျွန်တော်တို့မိမိအသက်တာကိုပြန်ကြည့်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလောကကမောင်မိုက်တကူကအုပ်စိုးနေတဲ့လောကကြီးဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အစဉ်ယုံကြည်သူတွေအနေနဲ့လည်းအမြဲတမ်းအစဉ်ပြေလုံးနေဖို့အတွက်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိရမယ်။ဒါပေမဲ့ခက်ခဲခြင်းတွေလောဘတွေမောဟတွေပြီးတော့မှလူစားတိအဖြစ်ကျွန်တော်တောင်းတတဲ့အရာတွေဒါတွေကတကယ်တော့အသင်းတော်ကိုဒုက္ခမပေးဘူးခက်ခဲခြင်းတွေကအသင်းတော်ကိုဒုက္ခမပေးဘူးတကယ်အသင်းတော်ဘုရားသခင်ခန္ဓာကိုဖြစ်တဲ့အသင်းတော်ကိုဒုက္ခပေးတတ်တာကပါလေဆိုတော့နောင်တမရတော့အတ္တကဒုက္ခပေးလို့ရှိတယ်။နောင်တရခြင်းယေရှုခရစ်တော်ဆိုတဲ့ဘုရားသခင်လက်ဆောင်ကိုကျွန်တော်တို့ရရှိတာနဲ့အမျှကျွန်တော်တို့အသက်တာထဲမှာလည်းနောင်တရခြင်းမိမိအပြစ်တွေနောင်တရခြင်းဆိုတဲ့ဥစ္စာကလိုက်လာဖို့လိုတယ်။နောင်တရခြင်းမပါတဲ့ယုံကြည်ခြင်းကမမှန်ဘူး။အဲ့ဒါကြောင့်ကျွန်တော်တို့နောင်တရခြင်းလိုတယ်။တကယ်နောင်တရခြင်းဂျုံတဲ့ခါမှာလေကျွန်တော်ဂျုံဘူးတာပေါ့တမန်ကျမ်းစာဖတ်တဲ့အခါမှာတောင်မှဘယ်နာပဲဖတ်ဘယ်အကြောင်းပဲဖတ်ကျွန်တော်ကိုထူးနေတယ်လို့မျိုးခံစားရတယ်ကျွန်တော်မှာရှိတဲ့အနာကိုလေလက်ကလေးနဲ့ဒီလိုတူတယ်လို့မျိုးခံစားရတယ်။အော်ကျွန်တော်အမားဆိုတာ
အဲ့လိုမျိုးခံစားရကျွန်တော်ကျန်းစာဖတ်တဲ့အခါမှာအရင်တော့ဆိုရင်လည်းကျန်းစာဖတ်တယ်ဒီတိုင်းဖတ်သွားတယ်ကျွန်တော်တို့တရားဟောစရာတွေဆိုရင်ဘယ်လိုဖတ်တတ်တယ်လဲဆိုတာကျွန်တော်ပြောပြမယ်ကျွန်တော်ကျန်းစာဖတ်တဲ့အခါမှာဒီနားလေးကိုငါကောက်ယူမယ်ပြီးတော့ဒီနားလေးနဲ့ပတ်သက်ပြီးဟိုဘက်ကဟာကိုကောက်ယူမယ်ပြီးတော့ဒီလိုတရားဟောမယ်အဲ့လိုမျိုးလေးဖတ်တတ်ကြတယ်ကိုအတွက်ဖတ်တာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဟောပြောတာကိုနားထောင်မဲ့လူတွေအတွက်ဖတ်ပေးတာဖြစ်သွားတယ်ကောင်းပြီမဲ့တရားမှတရားခိုင်တော့မမှန်သေးဘူးတမန်ကျမ်းစာကိုကျွန်တော်တရားဟောဆရာတွေအနေနဲ့လည်းကျွန်တော်တို့အတွက်ကျွန်တော်ဖတ်ဖို့လိုတယ်လေအဲ့လိုပေါ့ဆိုတော့အများကြီးဘုရားသခင်ကကျွန်တော်ကိုလည်းပြုတ်ပြင်စရာတွေအများကြီးရှိတယ်ပြင်ဆင်စရာတွေကျွန်တော်မှအများကြီးရှိတယ်အဲ့ဒီသူနည်း၎င်းပဲဒီကနေ့ကျွန်တော်ယုံကြည်သူမျိုးကိုမောင်နှမတို့ဒီဖျားပေးတဲ့လက်ဆောင်ကယ်တင်ခြင်းလက်ဆောင်အပြစ်ခွင့်လွှတ်ခြင်းလက်ဆောင်ကျွန်တော်တို့ကိုဖျားပေးတဲ့ယေရှုခရစ်တော်ကျွန်တော်လက်ခံမယ်ဆိုရင်အပြစ်နောင်တရခြင်းလေကျွန်တော်တို့မရှိဘူးလိုအပ်တာဖြစ်တယ်ဆိုတာကိုဒီအရာအဖြစ်အနေငယ်မြကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မှမှန်ကန်စွာဆုံးဖြတ်ချက်ချတဲ့သူတွေကိုတမန်ကျမ်းစာကပညာရှိလို့ခေါ်တယ်ဟုတ်တယ်နော်တမန်ကျမ်းစာကဘယ်သူတွေကိုပညာရှိလို့ခေါ်တယ်လဲဆိုတော့မှန်ကန်စွာနဲ့ဆုံးဖြတ်ချက်ချတတ်တဲ့သူတွေကိုပညာရှိလို့ခေါ်တယ်ဒီနေ့ဘယ်မှာကျွန်တော်တွေ့တယ်လဲဆိုတော့ဆောလမုန်ရဲ့အကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဆောလမုန်ကသူတစ်ပါးကိုတရားစီရင်ပေးတဲ့အခါမှာမှန်ကန်စွာနဲ့တရားစီရင်ပေးတယ်ဆုံးဖြတ်ချက်ချပေးတဲ့အခါမှာလူတွေအားလုံးကသူ့ကိုဘယ်လိုမြင်တယ်လဲဆိုတော့ပညာရှိလို့မြင်ကြတယ်အဲ့ဒီအရာကိုလည်းဘုရားကိုသူတောင်းခဲ့တာဖြစ်တယ်နော်ဘုရားပေးတဲ့ဉာဏ်ပညာကိုသူတောင်းခဲ့တာဖြစ်တယ်ဘုရားကတကယ်ပေးတဲ့အခါကျတော့လေလူတွေကသူ့ကိုဘယ်လိုသတ်မှတ်တယ်လဲဆိုတော့ပညာရှိလို့သတ်မှတ်တယ်ဒါပေမဲ့လူတွေကဘယ်အားဖြင့်ပညာရှိလို့သတ်မှတ်တယ်လဲဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပြီးတော့မှပညာရှိလို့သတ်မှတ်တယ်ဒီလောကမှာကျွန်တော်တို့မှာရွေးချယ်စရာအများကြီးပဲနေစဉ်ကျွန်တော်တို့အသက်တာမှာရွေးချယ်စရာအများများတယ်အမားရွေးဖို့မမတမလေးရွေးဖို့အမှန်ရွေးဖို့လွေကူရာရွေးဖို့ခက်ခဲတာရွေးဖို့စားစရာဆိုရင်လည်းအဲ့ဒီတိုင်းပဲနော်ဒီနိုင်ငံမှာဆိုရင်ကျွန်တော်မှာစားစရာတွေများလို့စားစရာလေးကူချိတ်တာနော်ရွေးလို့ရတယ်ကျွန်တော်တို့မှာရွေးချယ်စရာတွေပဲအဲ့ဒါကြောင့်ကျွန်တော်ရွေးချယ်တဲ့အခါမှာလည်းအမှားနဲ့အမှန်ခွဲပြီးတော့မှအမှန်ကိုရွေးချယ်တတ်တယ်ဆိုရင်ကျွန်တော်တို့ကပညာရှိတယ်အဲ့ဒါကြောင့်ပညာရှိသောသူတွေကကောင်းမွန်တဲ့ဆုံးဖြတ်ချက်သူတို့ချကြတယ်ပညာရှိတဲ့ဆုံးဖြတ်ချက်တွေသူတို့ချကြတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာကျွန်တော်ဒီနေ့ပြီးခဲ့တဲ့နှစ်တုန်းကလည်းကျွန်တော်အနေငယ်ပြောဖို့တယ်အမျိုးသမီး3ယောက်ရှိတယ်အနေငယ်ကျွန်တော်ပြောဖို့တယ်ဒီနေ့လည်းအဲ့ဒီ3ယောက်ရဲ့ဆုံးဖြတ်ချက်လေးကိုဒီနေ့လည်းကျွန်တော်ထပ်ဆင့်ပြီးတော့ပြောချင်တယ်အမျိုးသမီး3ယောက်ရဲ့ဆုံးဖြတ်ချက်တယောက်ကတော့ဘယ်သူလဲဆိုတော့အန်နာအကြောင်းသိကြလားအန်နာပေါ့အန်နာကျွန်တော်တို့ထဲမှာအန်နာမရှိဘူးเนาะသူကသူ့ယောက်ျားဆုံးပြီးမှမိုးဇူမအနေနဲ့နေပေါင်းများစွာနေခဲ့တဲ့သူဖြစ်တယ်14နှစ်မြသူကဖျားเจ้าဗိမာန်တော်ပေါ့ဗိမာန်တော်ကိုချင်းကပ်ပြီးတော့မှဆုတောင်းတဲ့သူဖြစ်တယ်ဒီလောကီစီးစိမ်ပျော်ရွှင်ခြင်းတွေသူမရွေးတော့ဘူးသူဖျားကိုပဲပြေးခိုးတယ်ဖျားကိုပဲပြေးခိုးတာသူခရစ်တော်မမွေးဖွားခြင်းကလေးကဖျားကိုပဲသူပြေးခိုးတယ်ကယ်တင်ရှင်ကိုမျှော်လင့်တဲ့သူဖြစ်တယ်ငြိမ်သက်ခြင်းအရှင်ကိုမျှော်လင့်တဲ့သူဖြစ်တယ်ဗိမာန်တော်ကိုသူကအမေရမေကိုပြီးတော့သူဆူတောင်းတယ်ဒါပေမဲ့
Eddie Gala the Kuloma to Belau Tito Kayoni Malay Suraguro, the Majan Saga Mapopiata. Ludwiga lessons on me, Matembo. A young Gudoka Yomawatu. Akuzia to Mamashiu. Rajantua, Baymando Uchinka, Pirma Sutaune, a Sashaune, Sutaune, a Sashaune, Sutaune. Era tu ye chimare, a move, a low web. Payaga tugu, Membiroma, Payaga tugu, no, to Sutana, Tide, tugu, Mine Kama, tugu Jama, so the Tabiroma. Can a council a mutami with him, the yaw pitware. Belu apin lesoro. Aku general pio nire, Payaya lessound, ye shoe cridogu, Puepe biroma, Chido, Chipure, a mutami pillar. Taga imatama mumide, Payaya county the cool of General Kansai. သူ့ရဲ့ဆုံးဖြတ်ချက်ကပါလဲဆိုတော့နောက်ထပ်ဘာအမှုမှမလုပ်တော့ဘဲနဲ့ဖယားကိုပဲချင်းကပ်တတ်တဲ့အတ္တတာသူမှရှိအဲ့ဒါသူ့ရဲ့ဆုံးဖြတ်ချက်ပဲဖယားကိုချင်းကပ်တယ်ဖယားရဲ့ဗိမာန်တော်မှာหนีပြီးတော့မှနော်ဖယားအမှုကိုပြုတ်တယ်အစာရှောင်တယ်ဆုတောင်းတယ်အဲ့ဒါလိုလှုပ်ချင်းအပြင်သူ့အတ္တတာတစ်ခုလုံးကိုဖယားအတွက်သူပေးခဲ့အဲ့ဒါကိုဖယားကအတိမပြုတ်တယ်သူ့ရဲ့ဆုံးဖြတ်ချက်ကဒီတိုင်းစဉ်းစားတဲ့အခါမှာအော်နှမျိုးစရာကောင်းလိုက်တာသူတခြားအလုပ်တွေဘာတွေလုပ်ဈေးတွေဘာတွေရောင်းရင်သူအစင်ပြေစွာနဲ့နော်ဟိုပေါ့ကြီးမားတဲ့အောင်မြင်မှုတွေသူ့မှာအများရဲ့အခွင့်အရေးရှိပါသေးတယ်ပေါ့ကျွန်တော်လူအနေနဲ့တော့စဉ်းစားပေးလို့ရတာပေါ့ဒါပေမဲ့သူကတော့ဖျားကိုရွေးချယ်အဲ့ဒီဆုံးဖြတ်ချက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားတာကျွန်တော်တို့တွေ့ရ Now အမျိုးသမီးတစ်ယောက်ကတော့ဘယ်သူလဲဆိုတော့Elizabeth အခုကျွန်တော်တို့ပထမမှာကျွန်တော်ဖတ်သွားတဲ့အပြန်အလှန်ဖတ်သွားတဲ့ကျမ်းပိုက်ရှင်ယောဟန်အခန်းကြီး1ထဲမှာကျွန်တော်တို့တွေ့သွားတဲ့ယောဟန်ပေါ့ယောဟန်သူ့ရဲ့အမေဖြစ်တယ်ယေရှုထက်6လလောက်အသက်ကြီးတယ်6လခန့်ပေါ့အသက်ကြီးတယ်သူ့ရဲ့အမေက Elizabeth ဖြစ်တယ် Elizabeth ကတကယ်တော့သူ့ရဲ့တဘဝအလုံးမှာသူ့ရဲ့အသက်တာတစ်ခုလုံးမှာစိတ်ညစ်စရာဖြစ်တယ်။ဘာဖြစ်လို့စိတ်ညစ်စရာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဟိုတုန်းကဆိုရင်ကျွန်တော်တို့ဒီခေတ်မှာတောင်မှကျွန်တော်တို့လူမျိုးတွေထဲမှာဆိုရင်ရှိသေးတယ်။ဘာလဲဆိုတော့အိမ်ထောင်တစ်ခုမှာကလေးမမွေးနိုင်ဘူးဆိုရင်တကယ်ကိုစိတ်ညစ်စရာဖြစ်တယ်။အမျိုးသမီးအတွက်ကောပေါ့လေ။ပြီးတော့မိသားစုအတွက်ကောပေါ့အရင်ကိုစိတ်ညစ်စရာဖြစ်တယ်အဲ့တော့ Elizabeth ကလည်းကလေးမမွေးနိုင်ဘူးကလေးမမွေးဘူးအရင်ကိုသူ့ရဲ့ဘဝတစ်ခုလုံးက disappointment ပေါ့စိတ်ညစ်စရာဖြစ်တယ်သူ့ရဲ့စိတ်ညစ်စရာတွေကိုဖြီးဖူးရန်အတွက်တခြားနည်းလမ်းသူ့မှာမရှိဘူးသူ့ရဲ့အမျိုးသားကလည်းဆူတောင်းတယ်နော်ဘုရားကျောင်းဆောင်မှာဆူတောင်းတယ် Elizabeth လည်းဆူတောင်းတယ်ကလေးလူချင်ဆူတောင်းတဲ့သူကြီးဖြစ်တယ်။သူအမျိုးသားတည်တဲ့သူရှိလား။သူဇကာရိဆိုရင်သူကနော်ယေဘရဟိဘုရားအမှုကိုဆောင်တဲ့သူဖြစ်တယ်။ဘုရားအမှုကိုဆောင်တော်သူဖြစ်တယ်။အယံကိုဘုရားကိုအစီခံပြီးတော့ဘုရားအမှုကိုဆောင်ပြီးတော့မှနော်သူ့အသက်တာကိုဘုရားအတွက်ပေးပြီးမဲ့သူတို့ရဲ့ဘဝပထမပိုင်းတစ်ခုလုံးကိုကျွန်တော်ချိတဲ့အခါမှာပါတွေ့ရတယ်ဆိုတော့ကလေးမရနိုင်တဲ့အတွက်အယံကိုစိတ်တော့ကရောက်ကြတယ်။ဖခင်အမှုကိုဘယ်တော့ပဲဆောင်ခဲ့ပါစေ။ဖခင်ရဲ့အစီအစဉ်မပါဘူးဆိုရင်သူတို့လိုချင်တာကိုသူတို့မရနိုင်ခဲ့ဘူး။ဒါပေမဲ့တနေ့ကျတော့ဖခင်ရဲ့အစီအစဉ်အဖြစ်နော်သူ့ရဲ့ဆူတောင်းတန်ကိုဖခင်ကကောင်းချီးပေးတယ်။ဖခင်ကကောင်းချီးပေးတယ်။အဲ့တော့ဒီအမျိုးသမီးရဲ့ဆုံးဖြတ်ချက်ကပါလဲဆို Elizabeth ရဲ့ဆုံးဖြတ်ချက်ကပါလဲဆိုဆူတောင်းခြင်းဖြစ်တယ်ဆူတောင်းခြင်းကျွန်တော်ရဲ့အသက်တာမှာဆူတောင်းခြင်းအရေးကြီးတယ်
ဖယားကိုချင်းကပ်ဖို့ဆုံးဖြတ်တာအရင်အရေးကြီးတယ်ဖယားသခင်နဲ့ကျွန်တော်တို့စက္ကန့်ပိုင်းပဲဝေးနေပါစေအဲ့ဒီစက္ကန့်ပိုင်းမှာကျွန်တော်တို့အတွေးထဲမှာလေအမားတွေဝင်အဲ့ဒီအမားတွေရဲ့နောက်ကိုလိုက်ပြီးတော့ဖယားမနဲ့တက်တဲ့အရာတွေလို့အရင်လွယ်ကိုတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဖယားကိုအတတ်နိုင်ဆုံးကျွန်တော်တို့ရှိသမျှခွန်အားနဲ့ရှိသမျှဉာဏ်နဲ့ရှိသမျှအချိန်နဲ့ဖယားကိုချင်းကပ်နိုင်ဖို့ရအတွက်ကျွန်တော်တို့ဆုံးဖြတ်ချဖို့အရန်ကိုအရေးကြီးပါတယ်ယောဟန်ကိုမွေးဖွားပေးတာအဲလီဇဘက်ဖြစ်တယ်တခြားသားသမီးယူသားသမီးတွေမွေးဖွားပေးတာမဟုတ်ဘူးဖယားသခင်ခရစ်တော်ကြွလာမဲ့ခရစ်တော်ကယ်တင်ရှင်ရဲ့လမ်းကိုခင်းပေးတော်သူဖြစ်တယ်ယောဟန်ဆိုတာအလင်းဆိုတဲ့ခရစ်တော်ရဲ့လမ်းကိုခင်းပေးတော်သူဖြစ်တယ်အဲ့လိုခင်းပေးတော်သူလမ်းခင်းပေးတော်သူယောဟန်ကိုမွေးဖွားပေးဖို့ရန်အတွက်ဖယားသခင်ကအဲလီဇဘက်ကိုအသုံးပြုခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲလီဇဘက်ကဖယားကိုရွေးချယ်တယ်။ပူပန်တော့ကမျိုးများစွာဒုက္ခဆင်းရဲမျိုးများစွာထဲကနေပြီးတော့မှသူကဖယားကိုပဲရွေးချယ်ပြီးတော့မှသူဆူတောင်းနေခဲ့တယ်။နောက်ဆုံးအနေနဲ့ကတော့ဘယ်သူလဲဆိုတော့မာရီကျွန်တော်အခုနဖတ်တဲ့ထဲမှာမာရီပါတယ်မာရီကဘာပြောတယ်လဲဆိုတော့ကျမကတဲ့ထာဝရဘုရားရဲ့ဂျုံဖြစ်တယ်ဂျုံဆိုတဲ့စကားလုံးကိုကိုယ့်ဟာကိုကျွန်တော်သုံးတဲ့အခါမှာနှိမ်ချခြင်းကိုပုံဆောင်တယ်မိမိကိုနှိမ်ချခြင်းကိုပုံဆောင်အဲ့တော့မာရိကဘာပြောတယ်လဲဆိုတော့ကျမကထာဝရဘုရားရဲ့ဂျုံမဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်ကိုရောစကားအတိုင်းဘုရားအလိုတော်အတိုင်းကျမအပေါ်မှာဖြစ်ပါစေကျမအသက်တာမှာကျမဘာအခွင့်အရေးမှမယူပါဘူးကျမအသက်တာမှာကျမရဲ့အလူဆန္ဒအတိုင်းမဟုတ်ဘဲနဲ့ဘုရားသခင်အလူဆန္ဒအတိုင်းသာဖြစ်ပါစေကျမကိုပိုင်ဆိုင်တာကျမရဲ့ပိုင်ရှင်ကဘုရားရဲ့ဖြစ်တယ်ဆိုတာကိုသူကဝန်ခံတာဖြစ်တယ်နော်ဝန်ခံတယ်အဲ့ဒါသူ့ရဲ့ဆုံးဖြတ်ချက်ပဲအဲ့ဒီဆုံးဖြတ်ချက်ကြောင့်ဒီနေ့တိုင်မာရိဟာကျွန်တော်ယုံကြည်သူများအတွက်အထူးသဖြင့်ပညာရှိသောအမေကျွန်တော်သတ်မှတ်တယ်အင်္ဂလိပ်လိုဆိုရင် I am the Lord's servant လို့ပြောတယ်အဲ့ဒီနဲ့ချချင်းကျွန်တော်လေအသင်းတော်မှာဘုရားခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာပါဝင်တဲ့အခါမှာလေကျွန်တော်စိတ်ဓာတ်ကမာရိလိုမျိုးကျွန်တော်ဖြစ်ဖို့အရင်အရေးကြီးပါတယ်နော်ပါလေနှိမ်ချစွာနဲ့ကျွန်တော်ကခရစ်တော်ရဲ့ဂျုံဖြစ်တယ်အဲ့ဒါကြောင့်ခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဘာပဲလောက်ရကျွန်မပါဝင်မယ်ဒူးထောက်ရမလားကျွန်မဒူးထောက်ပါမယ်လက်ထောင်ရမလားကျွန်မလက်ထောင်မယ်လက်မြောက်ပြီးတော့ချီးမွမ်းမယ်ဒါမှမဟုတ်တန်ရှင်းရေးလုပ်ရမလားကျွန်မလုပ်ပါမယ်အဲ့ဒီလိုမျိုးခရစ်တော်ကိုနှိမ်ချခြင်းဖယားသခင်ရှေ့မှာမာရိကအဲ့ဒီလိုနှိမ်ချခဲ့တဲ့အတွက်ကြောင့်ဖယားကဒီကနေ့နော်ကျွန်တော်တို့မျိုးစင်အဆက်ကျွန်တော်ကြည့်တဲ့အခါမှာဖယားချီးမြှောက်ခြင်းခံရတဲ့အမျိုးသမီးထဲမှာမာရိပါတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်တကယ်တော့သူ့အသက်တာကိုကြည့်တဲ့အခါမှာသူဘယ်လိုလုပ်ပြီးတော့မှဒီလိုမျိုးနော်လူတွေအားလုံးကလည်းမာရိနဲ့ယောသက်ကမင်္ဂလာဆောင်တော့မှာဖြစ်တယ်ဆိတ်ဆက်ထားပြီးသားဖြစ်တယ်ဆိုတာသူအားလုံးသိတဲ့အထဲမှာကိုယူမဲ့ယောက်ျားမဟုတ်ဘဲနဲ့သူကိုဝင်ရှိမယ်ဆိုတဲ့အကြောင်းအရာကတကယ်တော့ရှက်စရာတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့သူ့အတွက်သူ့နာမည်ပြတ်နိုင်တဲ့အရာတွေအားလုံးကိုသူကလှစ်လို့ရှုရဲတယ်ဖယားအတွက်ဖယားစကားတခွန်းကြောင့်သူဘာပဲဖြစ်ရဘာပဲခံရသူကခံရတာကိုကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်တယ်အဲ့ဒီဆုံးဖြတ်ချက်ဟာမာရိရဲ့ပညာရှိသောဆုံးဖြတ်ချက်ဖြစ်တယ်
အဲ့ဒါလိုမျိုးကောင်းကင်တမန်လာပြီးတော့ပြောတဲ့အခါမှာသူ့ရဲ့စိတ်နှလုံးထဲမှာတခါမျှတစ်ချက်မျှရှုပ်ထွေးခြင်းမရှိဘူးဖြစ်ပါမလားငါစဉ်းစားအောင်မယ်သူ့မှာရှုပ်ထွေးခြင်းမရှိဘူးချက်ချင်းပဲသူလက်ခံတာဖြစ်တယ်နောက်တနေ့ပြန်လာခဲ့ငါစဉ်းစားအောင်မယ်သူမပြောဘူးနောက်အပတ်မှပြန်လာခဲ့ငါစဉ်းစားမယ်သူမပြောဘူးချက်ချင်းပဲသူ့ရဲ့စိတ်နှလုံးထဲမှာဘာမှကြောက်စိတ်လည်းမရှိသလိုဘာမှရှုပ်ထွေးခြင်းလည်းမရှိဘဲနဲ့သူကအဲ့ဒီဖခင်ရဲ့စကားကိုယုံကြည်ဖို့ရအတွက်သူရွေးချယ်ဖခင်ရဲ့စကားကိုယုံကြည်ဖို့ရအတွက်သူရွေးချယ်ဖခင်ကနော်တည်ပူဆောင်လာတဲ့အခါမှာကောင်းကင်တမန်ကသူ့ကိုပြောတဲ့အခါမှာမာရိကအဲ့ဒီစကားကိုလက်ခံယုံကြည်ဖို့ရအတွက်သူရွေးချယ်ခဲ့တယ်ဒီနေ့ကျွန်တော်တို့အသက်တာမှာအခုဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြားတယ်ဖတ်ဖြစ်တယ်နားထောင်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အမင်အာယုံကမုံဝါဖြစ်နေသေးသလားမုံဝါဖြစ်နေတယ်ကျွန်တော်စိတ်နှလုံးထဲမှာရှုပ်ထွေးနေသေးသလားငါလက်ခံရမလားငါယုံကြည်လိုက်ရမလားကျွန်တော်ရှုပ်ထွေးနေတယ်မာရိလိုမျိုးပဲဒီကနေ့နော်ရှုပ်ထွေးခြင်းမရှိဘဲနဲ့လက်ခံယုံကြည်လိုက်ပါလက်ခံယုံကြည်လိုက်ပါနှိမ့်ချသောစိတ်နှလုံးကိုရွေးချယ်လိုက်ပါအဲ့ဒါလို့ဆိုရင်တော့ဘုရားကတင့်ရဲ့အသက်တာကျွန်တော်ရဲ့အသက်တာကိုချီးမြှောက်မှာဖြစ်တယ်ဒီကနေ့နောက်ဆုံးအနေနဲ့ကျွန်တော်ဗာပြောချင်တယ်လေဆိုတော့တချို့တော့ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ကကြွေဝသောသူ့ရဲ့နှုတ်ကပတ်တော်ကိုထည့်ခြင်းနဲ့ငြိမ်သက်ခြင်းထည့်ခြင်းနဲ့ကောင်းကြီးမင်္ဂလာကျွန်တော်တို့အထဲမှာထည့်ခြင်းနဲ့ကြွေဝသောအသက်တာကျွန်တော်တို့ကိုပေးခြင်းနဲ့ထည့်ခြင်းနဲ့ဒါမဲ့အဲ့ဒီကြွေဝသောအသက်တာကယ်တင်ခြင်းအသက်တာဝမ်းမြောက်ခြင်းအသက်တာစသဖြင့်သောဘုရားရဲ့ကောင်းကြီးတွေကိုကျွန်တော်တို့အထဲမှာထည့်ခြင်းနဲ့ပေးခြင်းပေမဲ့ကျွန်တော်တို့ရဲ့အထဲမှာပြည်နေပြီးသားအရာတွေရမ်းများတယ်ကျွန်တော်ရဲ့အထဲမှာအရင်ပြည်နေတဲ့အခါမှာဘုရားစီရလာတဲ့အဲ့ဒီကောင်းကြီးတွေကိုဝင်မဆန့်ဘူးဖြစ်နေအဲ့တော့ကျွန်တော်အထဲမှာဘာကပြည်နေတယ်လဲမုန်တီးခြင်းနဲ့ဝါကြွားခြင်းနဲ့ငါတိငါတက်ငါလုံနိုင်စသဖြင့်ကျွန်တော်တိရာတွေလည်းအရင်များတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကနော်ထောက်ပြီးမှကျွန်တော်ရဲ့အထဲမှာဟာလာဟင်းလင်းလွတ်နေပြီဆိုတဲ့အချိန်မှာဘုရားသခင်ကကောင်းကင်ကလာတဲ့သူ့စီရလာတဲ့ကောင်းကြီးတွေကိုထည့်နိုင်မှာဖြစ်တယ်အားကြောင့်ဒီကနေ့ဒီလောကမှာဘုရားသခင်ကလူစားတိခံပြီးတော့မှသားတော်ကိုစီလွတ်တယ်အဲ့ဒီသားတော်ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာဝင်ဆန့်ဖို့ဆိုရင်တော့ကျွန်တော်ရဲ့အထဲမှာရှင်းနေနေပြီးသားအရာတွေကိုထောက်ပြီးမှကျွန်တော်ကောင်းမှုဆိုဝင်ဆန့်မှာဖြစ်တယ်ခရစ်တော်ကပြောတယ်သူလာတာတဲ့သူလာတာသူတစ်ပါးကိုစေစားဖို့မဟုတ်ဘူးခိုင်းစားဖို့လည်းမဟုတ်ဘူးသူတစ်ပါးအားဖြင့်ကောင်းကြီးမင်္ဂလာတွေခံစားရဖို့လည်းမဟုတ်ဘူးသူတစ်ပါးကိုစေစားဖို့မဟုတ်ဘူးသူတစ်ပါးကိုစီမံခန့်ခွဲဖို့လည်းမဟုတ်ဘူးသူတစ်ပါးရဲ့အထက်မှာနေပြီးတော့မှဟဲ့ဒီလိုလုပ်လေဒီလိုနေလေဆိုပြီးတော့မှပြောဖို့လည်းမဟုတ်ဘူးတဲ့သူတစ်ပါးအစီကိုခံဖို့လာတာအစီကိုခံဖို့လာတာဖြစ်အဲ့ဒါကြောင့်အဲ့ဒီဥစ္စာကိုရှင်မာကုအခန်းကြီး30အငယ်45ထဲမှာဘယ်လိုပြောသလဲဆိုတော့လူသားဒီတဲ့သူတစ်ပါးကိုစေစားခြင်းငါမလားသူတစ်ပါးအစီကိုခံခြင်းငါ၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးချယ်ခြင်းငါ၎င်းကြွလာသည်ဟုမိန်တော်မူ၏ဒါခရစ်တော်လာတဲ့အကြောင်းရင်းပဲအခုနကျွန်တော်ပြောတဲ့အမျိုးသမီး3ယောက်လဲနှိမ်ချခြင်းကိုသူတို့ရွေးချယ်တယ်ထိုနည်း၎င်းပဲကျွန်တော်ကူးကွယ်တဲ့ဖယားကူတိုင်ကနှိမ်ချခြင်းအသက်တာကိုသူရွေးချယ်ပြီးတော့မှဒီလောကမှာမွေးဖွားလာတာဘာဖြစ်လို့လဲတင်းနဲ့ကျွန်တော်အတူဖြစ်တယ်
မထိုက်တန်သောတင်နဲ့ကျွန်တော်အတွက်ဖြစ်တယ်တင်ကခွင့်လွှတ်ဖို့ထိုက်တာနဲ့သူမဟုတ်ဘူးကျွန်တော်လည်းခွင့်လွှတ်ဖို့ထိုက်တာနဲ့သူမဟုတ်ဘူးဒါမဲ့ဖယားသခင်ကကျွန်တော်တို့ကိုနှိမ်ချစွာနဲ့ခွင့်လွှတ်ဖို့ရန်အတွက်သူကဒီလောကကိုမူဖွာလာတာဖြစ်တယ်အရောက်တိုင်းကိုဖယားသခင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးများတင်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ပြန်လည်ပြီးတော့မှ praise and worship များကဆက်လက်ဦးဆောင်